ရော်ထန်ကတော့ OT ခေါနဲ့ကူလူစာတာ2ယောက်ကိုနှစ်တစ်ပေးပြီးတော့ထိုးမယ်ဆိုပြီးတော့လေ့ကျင့်နေပြီလည်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျဘာမာစပေါ့ကနေပြန်လည်ပြီးတော့ကြိုဆိုပါရယ်လက်ရှိမှာဆိုလို့ရှိရင်တော့အပြန်အလှန်စကလုံးတိုက်ပွဲတွေနဲ့တူစိတ်ဝင်စားစရာကောင်းနေတဲ့သတင်းလေးတစ်ပုဒ်တော့ရှိတယ်အဲ့ဒါကလည်းအားလုံးလည်းဒါတော်တော်များသိပြီးလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒီရော်ထန်နဲ့ကူလူစာတာပြီးတော့ OT ခေါတို့ရဲ့သုံးဘွတ်ဆိုင်ဇလန်းပေါ့လေအဲ့ဒါကဘယ်လိုပေါ်ပေါက်လာခဲ့တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုအောင်လက်အန်ဆန်နောက်ဆုံးထိုးသားခဲ့တဲ့ဒီ1 fight နဲ့ပွဲစဉ်အပြီးမှာထွက်ပေါ်လာခဲ့တာဗျအဲ့ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင် Time Fighter အများစုပေါ့နော်အကုန်လုံးနီးပါးကလုံးဝကိုရှုံးနေခဲ့တာဗျတယောက်မှကိုမနိုင်ခဲ့ဘူးပေါ့နော်အဲ့ဒီပွဲစဉ်တွေပြီးမှဆိုလို့ရှိရင်ကူလူဇာတာဆိုလို့ရှိရင်လည်းတကယ်ကိုမှကောင်းပါတယ်မာပါတယ်ဆိုတော့ကြောက်စီရိုင်းလေကိုဖိုက်တာမျိုးကိုဗျဒီနော်ဒေါင်းကြောက်အောင်လုံနိုင်ခဲ့တယ်လို့ပြီးတော့ပွဲအတွင်းမှာလည်းအသာစီးယူပြီးတော့ဒိုင်းအဆုံးဖြတ်တဲ့နောက်ဆုံးမှာတော့နိုင်ပွဲရရှိအောင်ဆွမ်းဆောင်သွားခဲ့တယ်ဆိုတော့ကြောက်စုရိုင်းလိုဖိုက်တာမျိုးကတောင်ပဲအရှုံးပေးခဲ့ရတာဆိုတော့ထိုင်းပိသက်တွေအတွက်ကလည်းတော်တော်လေးကိုမှအကျိတ်မနိုင်ခဲမရဖြစ်တာပေါ့လေပြီးတော့နောက်ထပ် fighter တစ်ယောက်အဲ့ဒါကတော့ဒီ OT Go လို့ခေါ်တဲ့ fighter ပေါ့နော်ဒီ fighter ကလည်းတော်တော်လေးကိုကောင်းတယ်ဒီလက်ရှိတကယ်ဟိုမှဗျာဒီလူငယ်ခြေတက်တွေထဲမှာဆိုလို့ရှိရင်ကြောက်စုရိုင်းရှိမယ်ပြီးတော့ဒီ OT Go တို့ပြီးတော့ကူလူဇာတာတို့အဲ့ fighter တွေကတော်တော်လေးကောင်းတဲ့အနေအထားမျိုးကိုတွေ့ရတယ်အဲ့ထဲကမှ OT Go ဆိုလို့ရှိရင်လည်းဒီ Thai fighter တွေထဲမှာတကယ်ကိုမှနာမည်ရာပြီးသား fighter တယောက်တကယ်ကောင်းပေးဆိုတဲ့ခွန်တော်ရနေလို fighter မျိုးကိုဒါပွဲချိန်တွင်မှာအသာစီးယူပြီးတော့နောက်ဆုံးမှာတော့ဒိုင်းအဆုံးဖြတ်နဲ့နိုင်ပွဲရအောင်ဆွမ်းဆောင်သွားခဲ့တယ်အဲ့ဒီပွဲစဉ်တွေအပြီးမှာတော့ကူလူဇာတာရောပြီးတော့ OT ခေါ်ရောပေါ့နော်ဒီ fighter နှစ်ယောက်လုံးကရော်ထန်ကိုဗျာဒါပေါ်တင်ကြီးကိုစိန်ခေါ်ခဲ့ကြတာပေါ့နော်ဒါရော်ထန်နဲ့ထိုးကျင်တယ်ဆိုတဲ့အကြောင်းတွေပေါ့အဲ့လိုသတင်းတွေလည်းတောက်လျှောက်ကျွန်တော်တို့ထွက်ခဲ့တယ်ပြီးတော့ပြောခဲ့တာရှိရပေါ့ရော်ထန်ကတော့ဒါအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့ဒီပြောဆိုလာခဲ့ပြီးအဲ့ဒါဘာလဲဆိုလို့ရှိရင်သူ့အနေနဲ့ကူလူဇာတာရောနောက် OT ခေါ်ရောဒီ fighter နှစ်ယောက်လုံးကိုဒါနှစ်တစ်ပေးပြီးတော့ထိုးရဲတယ်ဆိုတဲ့အကြောင်းပေါ့နော်ဒါပေမဲ့ဒီချက်ထီအနေနဲ့ဒီပွဲမှာထိုးကြီးတော့အများကြီးတော့ပေးဖို့တော့လိုအပ်တယ်ပေါ့အဲ့ဒီပွဲမှာဆိုလို့ရှိရင်ဒါရော်ထန်ကဘယ်လောက်ထိပြောထားလဲဆိုလို့ရှိရင်နိုင်တာရှုံးတာတွေကိုသူဂယုစိုက်မှာမဟုတ်ဘူးဟိုသူ့အနေနဲ့မကောင်းဘူးဆိုတော့မှန်တယ်ဒါပေမဲ့ဒီ fighter နှစ်ယောက်ကိုနှစ်တစ်ပေးပြီးတော့ထိုးရဲတယ်ပေါ့နော်အဓိကတော့ဒီပွဲဖြစ်မဲ့ရှစ်တွေပြီးတော့ဒီချက်တွေဖက်ကတတ်မှတ်ပေးဖို့ပေါ့နော်ပြီးတော့ထိုးချင်းလည်းများများပေးဖို့အဲ့ဒါပဲလိုတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့လေသူကအဲ့ဒါကိုဥတီပြီးတော့ပြောဆိုတွားခဲ့တာရှိရဲ့အဲ့ဒီစကားရဲ့နောက်မှာပဲတိတ်မကြခင်ပါဗျာ OT ကလည်းထပ်ပြီးတော့ပြောခဲ့တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ရော်ထန်ပေါ့နော်မင်းကအရင်တုန်းကတော့တကယ်ကိုကောင်းတဲ့ fighter တယောက်ပါဒါပေမဲ့လက်ရှိအချိန်မှာဆိုလို့ရှိရင်တော့မင်းကငါ့အတွက်ဘာခေါင်းမှမဟုတ်တော့ဘူးဆိုတဲ့အတုံးလုံးနေနဲ့ပြန်လဲပြီးတော့တုံ့ပြန်သွားခဲ့တာလည်းဖြစ်ပါတယ်ဒါတော့မဲ့တော့ OT ကောစီကပဲတုံ့ပြန်တန်ကြီးထွက်ခဲ့သေးတာကူလူစားထားစီကကျွန်တော်မကြားရသေးဘူးပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအခင်းချင်းကဖြစ်လာမလားဆိုတာကကျွန်တော်တို့ဒါစိတ်ဝင်စားနေစောင့်ကြည့်ရမယ်ဟိုဖြစ်မယ်ဆိုလို့ရှိရင်တော့ဖြစ်လို့ရတဲ့တွဲဆိုင်တွေထဲမှာပါတယ်ပေါ့လေဒီလက်ရှိ OT ကောဆိုတာကလည်းတော်တော်လေးပုံမှန်ဗျာဒီကောင်းတဲ့ fighter တယောက်ပေါ့နော်ဒီလို fighter မျိုးနဲ့ raw tan ကိုတည်ပေးမယ်ဆိုရင်တည်လို့ရတယ်ဒီကူလူစားတာလေးစားလို့ရှိရင်တော့ကျွန်တော် OT ကောကိုပို့ပြီးတော့ကြိုက်တယ်ဗျာကူလူစားတာကကြတော့နည်းနည်းလေးဘယ်လိုပြောမလဲအသာစီးယူပြီးတာနဲ့ကွင်းကိုပတ်ပြီးတော့ဒီကောင်တာပုံစံမျိုးနဲ့ပွဲကိုထိန်းသွားတတ်တဲ့အနေအထားမျိုးလေးပေါ့လေဒီ OT ကောကကြတော့အဲ့လိုပုံစံမျိုးကြီးမဟုတ်ဘူးတွတ်တွတ်လဲလဲနဲ့တကယ်ကိုမှထိုးတတ်တဲ့ site ကအရန်မိုက်တယ်အဲ့ဆို raw tan လိုပုံစံမျိုးနဲ့ဆိုရှင်တော်တော်လေးမိုက်ပဲဗျာ raw tan ပြောသလိုမျိုးဒါ2-1ဆိုတဲ့ပုံစံမျိုးကတော့လုံးဝဖြစ်လာမှာမဟုတ်ပါဘူးဒါကတော့ဒီအဲ့ဒီ1 fight နဲ့ပွဲစဉ်မှာ time fighter တွေအကုန်လုံးရှုံးနေခဲ့တာကတကြောင်ပြီးတော့သူကိုယ်တိုင်ကဒီစင်ခေါ်ခံရတဲ့အနေအထားမျိုးမှာကတကြောင်ပေါ့နော်အဲ့ဆိုတော့နန်းကြဘရင်တယောက်အနေနဲ့အဲ့လိုပဲပြောရမှာပေါ့လေနန်းကြဘရင်တယောက်အနေနဲ့ဒါသူ့ရဲ့နိုင်ငံသားတွေဖက်ကရောပြီးတော့သူ့အနေနဲ့ရောမခံသည့်မခံတာပေါ့နော်အဲ့လိုပုံစံဖြစ်လို့တာလေဒါ2-1နေပါညာရှောက်ပြောနေတာပေါ့လေတကယ်တော့နှစ်တစ်ထိုးချင်းဆိုလို့ရှိရင် raw tan လည်းဘာမှလုပ်လို့ရမှာမဟုတ်ဘူးနှစ်တစ်ထိုးတယ်တော့3ယောက်တယောက်ထိုးတယ်ဆိုတာတွေကဒါတွေကဒီဇက်ကားထဲမှာပဲရမယ်ဗျာသိရမလားအပြင်လောကမှာလုံးဝကိုမလွယ်ဘူးပေါ့နော်လက်ရှိဒီကူလူဇာတာတို့ဒီ OT Go လို့ဆိုတာကအရန်ကိုကောင်းတဲ့ fighter တွေဗျာအဲ့လို fighter မျိုးကို2ယောက်ပေးပြီးတော့နှစ်တစ်ထိုးမယ်ဆိုတဲ့စကားကတော့တော်တော်ကြီးကိုမလွယ်ကူတဲ့အနေအထားမျိုးပေါ့နော်ဟိုခက်ချင်းပြောရရင်တော့ကွင်းထဲမှာဖင်အောင်ခံသွားလဲဦးမယ်ဆိုတဲ့အနေအထားမျိုးပေါ့လေအဲ့လိုပဲပြောရလိမ့်မယ်ဗျာသိရမလားရော်ထန်ဘလောက်ပဲကောင်းဗျာအခုချိန်မှာသူလည်းပါအသက်အရွယ်တစ်ခုရဆိုတာ28 29အဲ့အရွယ်ကိုရောက်နေပြီပေါ့နော်နည်းကြားတဲ့အပိုင်းကိုရောက်လာပြီအရင်ကလူမျိုးကြီးသိရမလားဟိုမာတာတော့မာတယ်ဒါပေမဲ့နှစ်တစ်ဆိုတဲ့အနေအထားမျိုးလုံးဝမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့
သိရမလားနည်းနည်းဖင်ရတယ်တောင်းတောင်ပဲကောင်းတယ်ပေါ့လေနော်အဲ့လိုပဲပြောရမှာပေါ့ဆိုတော့ပွဲအခင်းချင်းကတော့စကလုံးတိုက်ပွဲတွေနဲ့တော်တော်လေးတော့စိတ်ဝင်စားဖို့တော့ကောင်းတာပြီဖြစ်တာမဖြစ်တာတော့ကျွန်တော်ထပ်ပြီးတော့ဒါစောင့်ကြည့်ရမှာပေါ့လေ